မြတ်စွာဘုရားရှင်အဆက်ဆက်ဟာလူဘဝမှာပါရမီဖြည့်စင်ခါစက်မှုထွန်းကားတဲ့ခေတ်ဒီမှာလူဖြစ်ခဲ့ဘူးပါလားဘာဖြစ်လို့ဆိုတော့ရှင်ဘုရားမြတ်စွာဘုရားဟောတဲ့ဇတ်တော်တွေတိုင်းဟာယနေ့လိုမျိုးသိပ္ပံခေတ်ဒီမှာပါပဲနဲ့ရှေးခေတ်လှဲခေတ်လှေခေတ်နောက်ခံနေကြီးပဲကြားနေရလို့မြတ်စွာဘုရားရှင်ဟာလူဘဝမှာပါရမီဖြည့်စင်ခါစက်မှုထွန်းကားတဲ့သိပ္ပံခေတ်ဒီမှာလူရောဖြစ်ခဲ့ဘူးပါလားရှင်ဘုရားသူကပြောရမယ်ဆိုလို့ရှိရင်တော့ဒီသာဓကစရိုရီဆိုတာလူတွေကိုပညာပေးဖို့မှန်ပါဗျာမြတ်စွာဘုရားဟောတာလေမှန်ပါဗျာဟိုလူတွေကိုသင်္ကန်းစာပေးဖို့ဟောတာမှန်ပါဗျာသင်္ကန်းစာပေးဖို့ဟောတာဆိုစက်မှုထွန်းကားတာမထွန်းကားတာတဲ့သာထာသူဇတ်တွေကိုဖတ်ဖူးတယ်ဆိုလို့ရှိရင်ကဋ္ဌဝါယနာဇဆိုတာရှိတယ်မှန်ပါဗျာကဋ္ဌဝါယနာဇကဘာလို့တဲ့အောင်မေးတော့မှန်ပါဗျာနော်မရှိပါဒီတစ်သားနဲ့တိဆောက်တဲ့ရန်တရားတို့လိမ်မြန်တို့လုပ်ပြီးကောင်းငင်လေးထွက်သွားတယ်ဟာအဲ့တော့အဲ့ဒီဟာလိမ်မြန်ရဲ့အစလို့ပြောလို့ရတယ်မှန်ပါဗျာနော်အဝေးကိုပြန်သွားတာအဲ့ဒါဘယ်ဖျားရှင်လက်ထက်မှာဟောတာအဲ့ဒါဒီမြတ်စွာဘုရားရဲ့အလောင်းပဲလေဖြစ်တာတော့ရှေးခေတ်ပေါ့မှန်ပါရှေးခေတ်ခုခေတ်ဇာတကဆိုတာအခုခေတ်ဖြစ်တာတွေဟောတာမဟုတ်ဘူးအတိတ်ဘဝကဖြစ်ခဲ့တာတွေဟောတာမှန်ပါဗျာအဲ့တော့ကဋ္ဌဝါယနာဇတ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစက်မှုထွန်းကားတယ်လို့ပြောလို့ရတယ်လေမှန်ပါဗျာစက်မှုထွန်းကားတယ်လို့ပြောလို့ရမှန်ပါဗျာအဲ့စက်နဲ့ဟိုကောင်းငင်ကနေပြီးတော့ရှမ်းသူတွေကလွတ်မြောက်အောင်သူကလေးမြန်လို့ဟာလုပ်ပြီးကဋ္ဌဝါယနာဆိုတာတစ်သားနဲ့တိဆောက်တဲ့လေးမြန်နဲ့ကောင်းငင်ပြန်သွားတာရှိတယ်မှန်ပါဗျာနောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကပြန်ပြီးသင်္ကန်းစာပေးတဲ့ဟာတွေဟာလူတယောက်လူတွေရဲ့စိတ်နေသဘောထားကိုချင်းတရားနဲ့ပတ်သက်တာတွေကိုဟောတာဖြစ်သည့်အတွက်ကြောင့်မှန်ပါဗျာကိုချင်းတရားနဲ့သက်ဆိုင်တာတွေပဲပြောမှာပေါ့နော်မှန်ပါဗျာအခုခေတ်လိုဒီတွေဟိုရင်လှိခဲမဟုတ်ပဲနဲ့ဟိုတခြားနည်းတွေပြောဖို့ရတော့အကြောင်းကသူဟောလို့ရင် main point မဟုတ်ဘူးပေါ့ဒါမှန်ပါဗျာမှန်ပါလူရဲ့လူခေတ်ရဲ့လူတွေရဲ့သဘာဝတရားကသူအတက်လိုက်ကြလိုက်ရှိတဲ့ပညာမှန်ပါဗျာနော်မြတ်စွာဘုရားမရှိတဲ့နောက်မှာတောင်မှပဲရန်ရာတတ်တဲ့ခေတ်တည်းရှိတယ်မှန်ပါဗျာဆိုလိုတာမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုအစာရတမင်းကရှင်မကသဗ္ဗတို့နဲ့တိုင်ပင်ပြီးတော့ပျောက်ပြက်မသွားအောင်ဆိုဘုရားဓာတ်တော်တွေကိုစွမ်းတကူနဲ့ပင့်ပြီးတော့အိန္ဒိယမှာအခုဓာတ်တော်လိုက်ဆိုတာရှိတယ်မှန်ပါဗျာနော်ဓာတုနိဒာနစေတီဆိုတာရှိတယ်အဲ့ဒီမှာထည့်ထားပြီးတော့ဒီဓာတ်တော်လိုက်တဲ့ဝင်တဲ့လူတွေကိုသူကဓာတ်တွေလှမ်းနေနဲ့ဘယ်သူမှဝင်လို့မရအောင်ရန်ရအတက်နဲ့လှုပ်ထားတယ်မှန်ပါဗျာအဲ့တော့အနှစ်300လောက်ကြာမှအသောကမင်းကြီးလက်ထက်ကြတော့မှအဲ့ဒီရန်ရအတက်တက်တဲ့လူကိုခေါ်ပြီးတော့ဒီခုခေတ်ပြောမယ်ဆိုစနက်တန်ပေါ့မှန်ပါဗျာအဲ့ဒီစနက်တန်ကိုမြားနဲ့ပြစ်ပြီးတော့ဖြတ်ပအဲ့ဒီလူတွေဝင်လို့ရမှန်ပါဗျာအဲ့လိုအတတ်ပညာတွေကမရှိဘူးတော့မဟုတ်ရှိတယ်မှန်ပါဗျာအဲ့တော့ဒီကနေ့ခေတ်လို့ဘာဖြစ်လို့မလုံးကြတာတော့လို့ပြောမယ်ဆိုလို့ရှိရင်ဘုံဘုံစဉ်းစားမိတာပြောပါမစို့မှန်ပါဗျာမြန်မာလူမျိုးတွေဟာဘာဖြစ်လို့စ조사မှုအားနည်းတယ်လဲလို့စဉ်းစားကြည့်တဲ့အခါမှန်ပါမြန်မာလူမျိုးတွေက not for fighting survival မှန်ပါဗမာပြည်ကလူတွေကအသက်ရှင်ဖို့အတွက်ရုန်းကန်တာသိမရှိဘူးမှန်ပါဗျာဘယ်နေရာသွားထမင်းတက်နဲ့ဆိုစားလို့ရတယ်မှန်ပါဗျာထမင်းတက်နဲ့စားတော့ရတော့အလုတ်ကိုပင်ပန်းပန်းလောက်တာသိပြီတော့မရှိဘူးအနောက်တိုင်းကဘာလို့တိုးတက်သွားတယ်လဲလို့ဆိုရင်သူက fighting for survival ပဲမှန်ပါဗျာအသက်ရှင်ဖို့အတွက်ရုန်းကန်နေရတယ်မှန်ပါဥပမာစနိုးတွေကြတယ်ဆိုရင်စနိုးတွေသွားတာတီထွင်ရမယ်စနိုးတွေဖယ်ဖို့တီထွင်ရမယ်အဲ့ဒါတွေဟာဒါတီထွင်မှုစံသစ်မှုဆိုတာတွေဟာဒုက္ခရောက်တဲ့နေရာတွေမှာဖြစ်လိမ့်ရှိတာမှန်ပါဗျာမှန်ပါဗျာဒါတွေကိုတွန်းလှန်ဖို့လို့ဘုံဘုံစဉ်းစားတယ်မှန်ပါဗျာဘုံဘုံတို့အရက်အန္တလေးတိုင်းစင်ကူမြို့နယ်ကမြေနုကျွန်းပေါ်မှာအသက်ရှင်ရတဲ့မွေးဖွားလာတဲ့လူတွေဟာမှန်ပါဗျာတနေ့လုံးမှ6လလောက်လုပ်ပြီးတော့ဆန်အိတ်နဲ့စီပုံးနဲ့ထားပြီးတော့6လလောက်ကဘာမှမလုပ်ဖ ೇನೆ ထိုင်စားနေကြတဲ့ခေတ်ရှိတယ်မှန်ပါဗျာလိုအပ်ချက်ကလည်းဘာမှသိမရှိဘူးသူတို့မှန်ပါဗျာနော်မှန်ပါဗျာဘာကြောင့်လို့ဆိုရင်ဟိုပင်ပန်းလောက်ကင်စားတော့เสียသူတို့မှ30ရာလည်းမရှိဘူးလေမှန်ပါဗျာခုခေတ်လို30ရာတွေမှမပေါ်တာမှန်ပါဗျာမပေါ်တော့အလုပ်သိမလုပ်ကြဘူးပေါ့မှန်ပါအလုံးမလုံးတော့မတီးထွင်ကြဘူးပေါ့ကိုယ်နိုင်ငံကိုအိမ်ကိုရွာတနတ်တစားရရင်လူတွေကအေးချမ်းသွားပြီလေတမန်ဗျာအေးချမ်းသွားအခုခေတ်မှာဘာကြောင့်စမှုတွေထွန်းကားလာတယ်လဲလို့ဆိုရင်လူတွေရဲ့ဒီလူချင်းလောဘတွေကတက်လာတယ်
မှန်ပါဗျာ တက်လာတဲ့အခါကျတော့ march protest ဆိုတာတွေလောက်လာကြတယ်ပေါ့ မှန်ပါ တင့်တယ်ရောင်ရဲမှုတွေအားနည်းလာတယ်ပေါ့ မှန်ပါဗျာ လူတွေရဲ့လိုချင်လောဘတွေများလာတော့ မှန်ပါဗျာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုအတွက်လူတွေကအမျိုးမျိုးတီထွင်လာကြတယ် မှန်ပါဗျာ အဲ့ဒီတီထွင်လာသည့်အတွက်ကြောင့်ဒီဘက်ကတိုးတက်လာတယ်လို့တစ်ဖက်ကလည်းကောင်းတယ်လို့ပြောရမယ်တစ်ဖက်ကလည်းမကောင်းဘူးလို့ပြောရမယ် မှန်ပါဗျာ လူလောကမှာတီထွင်မှုတွေများလာသည့်အတွက်ကြောင့်ထိခိုက်နစ်နာမှုတွေလည်းများလာ မှန်ပါဗျာ ဘုန်းတို့ငယ်တော့ကားမရှိသည့်အတွက်ကြောင့်ကားတိုက်သေးတာမဖြစ်ဘူးကားမောင်းလို့သေးတာမရှိဘူး မှန်ပါဗျာ ဟုတ်တယ်မဟုတ်လား မှန်ပါဗျာ လိမ်မြန်မရှိသည့်အတွက်ကြောင့်လိမ်မြန်ပြက်ကြသေးတယ်မရှိဘူးပေါ့ မှန်ပါဗျာ လိမ်မြန်ရှိလို့လိမ်မြန်ပြက်ကြသေးတာဒါကအပြစ်လို့ပြောရမှာ မှန်ပါဗျာ အကောင်းကတော့ဘာလို့ဆိုရင်ခီးသွားတာမြန်နေချက်ချင်းရောက်သွားတယ်တက်တောင့်တက်တာရောက်တယ်ကားစီရသည့်အတွက်ကြောင့်တက်တောင့်တက်တာနေရာရောက်တယ်အကျိုးလည်းရှိတယ်အပြစ်လည်းဖြစ်တယ် မှန်ပါဗျာမှန်ပါဗျာ အဲ့တော့လူတွေဟာတူနဲ့တူကုလူဆက်ဆံမှုတွေကတနိုင်ငံနဲ့တနိုင်ငံတစ်ကမ္ဘာလုံးလိုအလင်းမြန်ဖြစ်လာတဲ့အခါမှာလူတွေရဲ့ဒီစ조사အထောက်မှုတွေစ조사အထောက်မှုဆိုတာရလို့မှုတွေအောင်မြင်ကြီးပွားလို့မှုတွေဆိုတဲ့ဒီဟာတွေကပြင်းပြလာတယ်များလာတယ်များလာသည့်အတွက်ကြောင့်နေမနာညာမှာအလုပ်တွေလုပ်လာတယ်စိတ်ကလည်းအလုပ်ကလည်းတီထွင်းလာတယ်တီထွင်းလာသည့်အတွက်ကြောင့်အတတ်ပညာတွေကဆန်းသစ်လာလို့ဒါသိပ္ပံခေတ်လို့ခေါ်ခြင်းခေါ်ပေါ့နော် မှန်ပါဗျာ မြတ်စွာဘုရားလက်ထက်ကလူတွေကသူကအေးဆေးဆေးနဲ့စားတော့နေရသည့်အတွက်ကြောင့်သို့မဟုတ်မြတ်စွာဘုရားရဲ့ဇတ်တော်တွေရဲ့ခေတ်တစ်ခေတ်ဟာလူတွေကအေးချမ်းချမ်းနေစားမှုတောက်မှုတွေလုံလောက်နေသည့်အတွက်ကြောင့် မှန်ပါဗျာ အခုလိုချင်လောဘတွေလည်းမရှိဘူးပေါ့ မှန်ပါဗျာ ပစ္စည်းအသစ်ဆန်းတွေမရှိသည့်အတွက်ကြောင့်လိုချင်လောဘတွေနည်းကြတယ် မှန်ပါဗျာ နည်းကြသည့်အတွက်ကြောင့်အခုခေတ်လိုဆန်းသစ်တာတွေမပေါ်ဘူးလို့လည်းပြောလို့ရနိုင်တယ်ပေါ့နော် မှန်ပါဗျာ ဒါကတော့ခေတ်တစ်ခေတ်ပေါ့မပေါ်ခဲ့ဘူးလို့လည်းပြောလို့မရဘူး မှန်ပါဗျာ အခုအတ္တလန္တိတ်ပင်လယ်အောက်မှာခေတ်မီနိုင်ငံတော်ကြီးဆိုတာတွေလည်းပြောနေကြတာရှိတယ်လေ မှန်ပါမှန်ပါဗျာ ဘယ်လူမျိုးတွေဟာဘလို့ကြီးပွားတိုးတက်ခဲ့တယ်စက်မှုဘယ်လောက်ထိအောင်ကြီးပွားခဲ့တယ်ဆိုတာလည်းပြောကြတယ် မှန်ပါဗျာ နောက်တစ်ခါပြောမယ်ဆိုရင်မြတ်စွာဘုရားဇတ်တော်တွေထဲမှာစัจ java ရိမင်းအကြောင်းတွေပါတယ်လေ မှန်ပါဗျာ စัจ java ရိမင်းအကြောင်းတွေဆိုလို့ရှိရင်သူတို့ရဲ့အစွမ်းတကူနဲ့စัจ java ရဏကြီးလဲပြီးတော့လူတွေဟာအလိုလျောက်ကောင်းငင်အနေသွားတယ်ဆိုတာတွေရှိတယ် မှန်ပါဗျာ တကဘာလုံးလှည့်တာတောင်မှပဲမနဲ့ထွက်သွားလို့ရှိရင်နေစာမိပြန်ရောက်တယ်ဆိုဒီကနေ့လေးမြန်နဲ့အစပေါင်း100ပိုးမြန်နေတယ်ပေါ့ မှန်ပါဗျာမှန်ပါဗျာ ဟုတ်တယ်မလား မှန်ပါဗျာ အဲ့ဒါတွေလည်းရှိပါတယ်လို့နော်